ဆေးဝါးလေးတွေဟုတ်ဒါလေးကလူငယ်လေးပါနော် Okay, that is done again. အဲအိမ်လည်းဒါဆောင်းကိုဒါကြတော့ဟိုဝေးချေပါဟုတ်ဒီကကြတော့ဆေးဝါးလေးအဲကျွန်တော်ဒါအခုအိမ်ပြန်ဆောက်ဖို့ပေါ့နော်လူငွေလေးနည်းငယ်ကျွန်တော်ပြခဲ့မယ်နော်ဒီစုတင်ဟုတ်အထက်ထားပါဟုတ်ကဲ့ဒီဒါဆောင်းလေးတွေဒါဆေးဝါးလေးတွေဒါကြတော့အိမ်ပြန်ဆောက်ဖို့လူငွေလေးပါဒီစီဟုတ်ဒီဘန်ဘတ်တိဟုတ်အဲဆောင်းလို့လေးရောက်ပဲဟုတ်ကျွန်တော်ကနောက်ဘက်အိမ်ကဟုတ်ဟိုဘက်အိမ်တော့ကြည့်ရတယ်ဟုတ်ကဲ့အခုကြိုးရတဲ့အိမ်ဟုတ်ကဲ့เนี่ยตาผู้ใหญ่มั้ยဟုတ်ပါ ဒီဆောက်ပေးရ ပြရကကြပါစေနော်ဟုတ်တယ်အောင်ကြံတယ်မြောက်ပါစေဒီနော်အဝတ်ထည်လေးစီဝါလေးကိုယ်ဝါဖိနေပါပါ အဲဘသူကြီး friend လေးဟုတ်လားဒီအေးတို့စုတီတို့နာပဲစီရဲဆိုတာ တော့ဒီလေးတော့အိမ်ပြန်ဆောက်ဖို့ပါဗျရင်းနေဆိုတာဖြတ်ပြီးတော့အဆောက်ဆုံးပြန်ဆောက်မှရမှာဒါကြတော့ဆွဲတင်တာနဲ့မရတော့ဘူးနော်ဒါဘေးနားတွေပါပြိုကျသွားဆိုအဆောက်ဆုံးပြန်ဆောက်မှပဲအဆင်ပြေမဲ့အိမ်မျိုးတွေပေါ့ကျော်ရနေရလားဟုတ်ပြီတက်ကျူ9ရောက်တော့မိန်းလေးရောပါမှာပေါ့ဆေးရယ်ဒါကြတော့ဆောင်းလေးရယ်ဒါကြတော့ဝတ်စားလေးဒါကြောင့်ဦးလေးအင်ဂျင်ဆောက်ဖို့အလုပ်လေးပါဒီဒီတင်းကဲစိန်ကြံလေးဟုတ်တယ်တော့ဒီကဒီပါရဲ့အနောက်ကိုကျွန်တော်ဆက်တာရှိကြအာဒီလိုအပ်တဲ့အိမ်တွေကိုကျွန်တော်တို့တေချာလိုက်ပြပေးတာပေါ့နော်လိုအပ်တဲ့အိမ်ကိုအလူရှင်တကယ်လိုအပ်တဲ့အိမ်လက်ထဲကိုတေချာလိုက်ထူတာပေါ့နော်ဟုတ်ရှိရအားလုံးစေဝါနဲ့ဆောင်လေးပါဒါကတော့ဦးလေးအင်ဂျင်ဆောက်ဖို့အတွက်လူငယ်လေးပါဟုတ်တယ်ကြည့်ပဲလေဟုတ်ကဲ့ပါခင်ဗျာဟုတ်ဒီကာလီပါတီဘယ်တာချောကြပြီအိမ်မှာနေရဆိုတော့အဲ့ဆက်မှာအဲ့မှာနောက်တော့စီးဝါးရယ်ကလေးဝှက်ချင်လေးရယ်ဒီရရရဒါကြောင့်အခုအမျိုးသားဝှက်ချင်လေးဒါတော့အနေရောဟိုကအနီလေးနဲ့